ရောက်ရဲ့ဂီတာချင်းတွေဖန်တီးတယ်သူဂီတာကိုလူတွေတန်ဖို့ဒါသာဘူးသူရဲ့ဝေကျဲချိုးတဲ့မှုမှာပဲလူတွေကတိုက်တာကြတယ်သူဂီတာရဲ့တွေကိုချင်းကိုကြည့်ကြဘူးစိတ်ဆိုင်တာမောင်းလို့နေရင်သူတယောက်သာတည်တယ်ဆက်လက်ကဖန်တီးလို့နေတယ်ဖန်တီးလို့နေတယ်ဇလကဖန်တီးလို့နေတယ်